င်္ဂလာပါဘောလုံးချစ်သူများခင်ဗျာ FA ကပွဲရလက်နဲ့ပွဲချုပ်သုံးသက်ချက်အစီအစဉ်ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ် FA ကဒါပွဲစဉ်တွေတဲကနေပြည်သက်များအတွက်စိတ်ဝင်စားစေမဲ့ဒါအာဆင်နယ်အသင်းနဲ့မန်ဖီတောင်းလို့တွေ့ဆုံနေတဲ့ပွဲစဉ်အကြောင်းကိုလည်းပွဲချုပ်သုံးသက်ချက်အနေနဲ့ကျွန်တော်တို့ဆွေးနွေးတော့မှာလည်းဖြစ်ပါတယ်ဗျဒါဆိုရင်အာဆင်နယ်အသင်းအနေနဲ့ဒါစတုဒ္ဒအဆင့်မှာဝီကန်အသင်းကိုဘယ်လိုမျိုးဖျက်ချော်ခဲ့တယ်ဆိုတာကိုပြန်ပြီးတော့ပြောပြချင်ပါတယ်ဗျအာဆင်နယ်အသင်းကတော့တည်တဲ့အတိုင်းပဲဝီကန်အသင်းကို၄ဂိုးပြတ်နဲ့အပြတ်သက်အနိုင်ရရှိခဲ့ရတယ်ဖြစ်ပါတယ်ဒီပွဲပေါ်မှာညီလေးအနေနဲ့ဘယ်လိုမြင်ခဲ့လဲအဲ့ပွဲကြည့်ပြခဲ့သေးလားဟုတ်ကြည့်ပြခဲ့တယ်ပေါ့နော်အဲ့ပွဲတုန်းကတော့ဒါအာဆင်နယ်အသင်းကကျွန်တော်ခံမှန်းထားတဲ့ချက်လိုက်တိုင်းပဲဝီကန်အသင်းကိုဒါသူတို့ရဲ့အင်္ဂလန်အမရိတ်မှာအကောင်းဆုံးပုံစံအတိုင်းပဲဒါကျွတ်ဖြတ်ပြီးတော့မှနောက်တစ်ဆင့်ကိုတက်လှမ်းခဲ့ပေါ့နော်အဲ့ပွဲစဉ်မှာလည်းဒါ16မိနစ်အတွင်းမှာအသင်းကို၄ဂိုးရယူပြီးတော့ပထမပိုင်းမိနစ်အတွင်းမှာ၄ဂိုးပြတ်နဲ့အနိုင်ယူပြီးတော့ဒါနောက်တစ်ဆင့်ကိုတက်ခဲ့တာပေါ့နော်အဲ့ဒီပွဲစဉ်မှာတော့ဒါအာဆင်နယ်အသင်းကဒီဆာကာကိုဒါတကယ်မီဖီရိုနေရာမှာအသုံးပြုလာပြီးတော့မှဒါကွင်းလယ်မှာထပ်ထားပြီးတော့အသုံးပြုလာတယ်အဲ့ဒီတိုင်းပဲဒါသူခြေစမ်းပြပြီးတော့မှ average အဇီနဲ့တွဲဖက်ပြီးတော့အဇီရဲ့ဒေါ်လေးကိုကောင်းမွန်တဲ့ဖန်တီးပြိုးမှုတွေကနေမှဒါဒီမိနစ်ပိုင်းခြားအတွင်းကိုသွင်းကို၄ကိုရယူပြီးတော့နောက်ဆင့်ကိုတက်တန်းနိုင်ခဲ့ဖြစ်ပါတယ်ခင်ဗျဟုတ်ပါတယ်အာဆင်နယ်အသင်းအတွက်ဒါအဖွင့်ကိုတော့အဇီရဲ့ပေးပို့မှုကတစ်ဆင့်မှတို့ကြီးကတော့သွင်းခဲ့တယ်အဲ့ဘက်မှာစာကာလည်းကောင်းတယ်လို့အဇီလည်းဟိုဘယ်လိုခေါ်မလဲ match ဖြစ်တယ်လို့ပြောလို့ရတယ်ဗောနော်ဒုတိယကိုလည်းသူ့ရဲ့ဖန်တီးပေးပို့မှုကနေမာတင်နယ်လီကနောက်ခံလို့ဦးကတ်နေတဲ့ခြားရအောင်လမ်းကြောင်းတိုင်းပြထုတ်ပြီးတော့မှဒါပေရှင်နဲ့အဆုံးသတ်ခဲ့ရပါတော့ဟုတ်ပါတယ်မာတင်နယ်လီရဲ့ဒါအဆုံးသတ်မှုကတေချာခဲ့တယ်လို့ဒီနေ့ပိုင်းမှာမာတင်နယ်လီရဲ့ခြေစွမ်းပေါ်မှာလည်းညီလေးပြလို့မြင်တယ်သူခြေစွမ်းတွတ်တာလည်းလို့မြင်မိရပေါ့နော်မာတင်နယ်လီကဒီ FA ဖလားမှာလည်းဒါဂိုးမျိုးရယ်လို့ပြောလို့ရတယ်ဒါပြီးခဲ့တဲ့တရားစင်ရ postmortem နဲ့ပွဲစဉ်မှာလည်းဒါ hat trick သွင်းကိုရယူခဲ့တယ်လို့ဒီပွဲစဉ်မှာလည်းဒါထပ်ပြီးတော့သွင်းကိုရှောက်ခွင့်နိုင်ခဲ့ရပေါ့နော်ဟုတ်ပါအဲ့လိုမျိုးပေါ့နောက်ထပ်ပြီးတော့ယူမီပြောချင်တဲ့အကောင်းတဲ့ကစားသမားတူရှိသေးတယ်ဒိုင်ယာကနေပြန်လဲတက်တာလာတဲ့ဂျေဆူလည်းအဲ့ဒီပွဲစဉ်မှာကိုယ်ဂျေဆူလည်းလို့မြင်လိုက်အဲ့ပေါ်မှာလည်းသူ့ရဲ့ဒါတိုက်စစ်မူကောင်းတယောက်ဖြစ်ရှိနေသေးဆိုတော့ဒါအာဆင်နယ်တူတိတ်ပြခဲ့တာပေါ့နော်အဲ့ပွဲစဉ်မှာနော်ဂဲရဲ့ပေးဖို့မှုကိုသူ့အနေနဲ့ဒါဝီကန်ခက်စစ်၄ယောက်တန်းရှိနေတဲ့ခြားတွေအောင်ဖောက်ထွက်ပြီးတော့ဒါကိုသမားကိုအတားရလေးကြော့ထွက်ပြီးတော့မှဒါဥဆောင်ကိုထပ်မှတ်သွင်းခဲ့ပေါ့နော်ဟုတ်ကဲ့ပါအဲ့ဒီပွဲစဉ်ကတော့အာဆင်နယ်တင်းကတော့အိတ်ကွင်းပေးသက်ရှိပုံမှာနိုင်ဆိုင်နဲ့အတွဲဖက်တကယ်ကိုမိခဲ့ပါတယ်ဝီကန်ခက်စစ်ကဘလို့မှတောက်ခံနိုင်ခြင်းမရှိဘဲနဲ့အာဆင်နယ်အသင်းကို၄ဂိုးပြတ်ပေးလိုက်ရတယ်ဒုတိယပိုင်းပြန်ဆအောင်လဲအာဆင်နယ်အသင်းရဲ့သွင်းဂိုးတွေမျှော်လင့်ခဲ့တယ်ဆိုပေမဲ့ထပ်တော့မရတော့ဘူးကိုစီနဲ့ပြီးတော့စားပြောင်းလဲမှုတွေနဲ့ဒါထပ်ပြီးတော့သွင်းဂိုးတွေရမယ်လို့မျှော်လင့်ခဲ့မယ်ဒါပေမဲ့ထပ်ပြီးတော့ဒါပီတာယောဂရက်ရဲ့ဒါတိုင်ထီးရဲ့မှန်တဲ့ကလုံးလောက်ဒါပို့ပြီးတော့ရင်ခုန်ရတဲ့အနေအထားရှိခဲ့တာပေါ့နော်ဟုတ်ကဲ့ကဲအာဆင်နယ်အကြောင်းပြောတာတော်တော်လေးစုံသွားပြီဆိုတော့အာဆင်နယ်နဲ့တွေ့မဲ့မန်ဖီတောင်းအသင်းရဲ့အကြောင်းလည်းပြောရအောင်မန်ဖီတောင်းအနေနဲ့လည်းစတိုဒါအဆင့်မှာဒါခက်ခက်ဖက်ကြော်ခဲ့လို့ပြောရအောင်အဲကြောင့်သူကဘန်လီအသင်းကိုအနိုင်ရရှိပြီးတော့ဖြတ်တန်းလာတာဆိုတော့သူတို့တွေဘယ်လိုဖြတ်တန်းခဲ့တယ်ဆိုတာတစ်ချက်လောက်ကြည့်လိုက်အောင် 7 minutes here against Millwall in round 3. It could have been inside 2.5 minutes here. Beautifully worked. And that should have at least been on target. Florentino. Laurent. Chauner.
Space opening up, and Laurent coming in. Oh, that's beautiful, and that's 1-0 Burnley. A central midfielder by trade, playing in defence today. With such composure when he received it here. He sent 2 players away for a meat and potato pie. He checked inside, and after that, everyone knew what was coming. And it's Laurent, and Chowder takes over. His first goal since the last round of this competition, back at the start of January. That was expertly crafted. Vice didn't know whether to go or stay. And Mansfield are level here at Turf Moor. Louis Reeds. Oh, it's glorious! At his former team, Sheffield United, and he stepped up here like a Premier League player. Towards Fleming. Still there, Fleming! In the FA Cup, he's done pretty well in this competition. But when it came to him there, it was on the bounce, it had sat up. Okay, well, also, aku suka. Dah Arsenal bagus piopi bisu. Aku lupa mah Arsenal ni tweet me. Dah Memphis Town ni, dah pada mula tu le, jangan biar piopi macam mana. Itu ni betul betul ni lebih tadi aku hari piopi macam mana sih le. Arsenal ni saya me. အဲ့ဒီပွဲစဉ်မှာတော့ဒါဘယ်လီနဲ့မက်ဖီကြောင့်ပြောမယ်ဆိုလို့ရှိရင်ဒါဘယ်လီကလည်းဒီပရီးမီးယားလိအသင်းဖြစ်နေတယ်။ဘာဖြစ်သူကအဆင့်19မှာရပ်တည်နေဆိုရင်မဲ့မက်ဖီတင်းတော့ဘာဖြစ်ဒါအနိုင်ကစားမယ်လို့ကျွန်တော်ထင်ခဲ့တာပေါ့နော်။သူရဲ့လူစင်းရအောင်မက်ဖီရဲ့ဒါဂတ်ဒါလီတစ်ခုကွာခြားတဲ့နေထားတရက်မှာတော့ဘယ်လီနိုင်မယ်ထင်ခဲ့ရပါဒါပေမဲ့ဘယ်လီအနေနဲ့ဟိုသူတို့ပုံစံအတိုင်းပဲဒါအကောင်းမွန်ဆုံးပထမပိုင်းရှင်းပိုင်းကစားခဲ့တယ်။ဒါပေမဲ့ရရှိတဲ့အခွင့်အရေးတွေကိုဟိုအကောင်းမွန်အသုံးချနိုင်လို့ဒါဗန်ပွဲထွက်ခဲ့ပြီးတော့ပရိသတ်တွေရဲ့ဒါဝေဖန်မှုခံနေရတယ်ပေါ့နော်။အဲ့ဒီပွဲစဉ်မှာတော့ဒါပွဲတိုင်း27မိနစ်မှာဒါတွင်ကိုတကူရရှိခဲ့ရဆိုရင်မဲ့ဒုတိယပိုင်းမိနစ်ပိုင်းချရမှာတော့ခြေစမ်းကျဆင်းပြီးတော့မက်ဖီတင်းရဲ့တွင်ကိုတွေအတီးတီးခွင့်ပြုပြီးတော့ပြန်ဝင်ထွက်ရဖြစ်ပါတယ်ဟုတ်ပါတယ်ဗန်လေတင်းကတော့ကျွန်တော်ပရီးမီးယားလိမှာလည်းရုံးကန်နေရတဲ့အသင်းပဲဖြစ်ပါတယ်ဒါပေမဲ့ဒါအခုလိုမျိုးဒါမန်ဖက်စီးတီးနဲ့တွေ့ရနေရပါတရားညီတုံးတော့တယ်လို့ပဲသူအဖွင့်ကိုရတယ်ဒါပေမဲ့နောက်ထပ်ရတဲ့ဒီအခွင့်အရေးတွေကိုဂိုးဖြစ်ပြောင်းလဲတဲ့နေရာမှာတော့လွဲချုံမှုတွေကြံခဲ့မှုတွေဖြစ်နေပြီးတော့အထမဖဲနဲ့ဧည့်သည်မန်ဖီတောင်းဟာအေရှင်ကိုအကောင်းဆုံးတုံ့ပြန်တယ်ချီပါကူကပို့ပြီးတော့အရေးပါချီပါကူအရေးပါခဲ့တော့ကောင်းတိုက်ချီပါကူထင်တယ်53မိနစ်မှာဒါမက်ဖီတင်းရဲ့ဒါဖြစ်တယ်ပေါ်ရတယ်စင်ခေါင်းနဲ့ချီပါကူရခဲ့တယ်လို့မျိုးဒါမိနစ်80မှာလည်းသူတို့ရဲ့အသင်းကောင်းဆောင်ဒါဒီရီရဲ့အကောင်းမွန်ဆုံးကလပ်ပါရဲ့ free kick ဒိုင်ကန်ချင်းနဲ့တူတာဥဆောင်ကိုရရှိပြီးတော့မှဘန်လီကိုဖျက်ခဲ့ရပေါ့နော်အဲ့လိုမျိုးပါဟုတ်ပါတယ်ဒါဘန်လီတင်းကိုဒါမန်ဖီတောင်းတင်းကထိုက်တဲ့တန်နဲ့အနိုင်ရရှိခဲ့လို့ဆိုနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့သူတို့ကဥဆောင်ကိုပေးလိုက်ရပေမဲ့စိတ်တက်မကြဘဲနဲ့သူတို့လိုအပ်နေခဲ့တဲ့ဂျားလက်တစ်ခုကိုပွဲပြီးဆုံးချိန်မှာ 2-1 ဆိုပြီးတော့ပုံဖော်နိုင်ခဲ့တယ်အခုတခါသူတို့ကအာဆင်နယ်နဲ့တွေ့မယ်ဆိုတော့ကျွန်တော်ဘာတွေဆက်ဖြစ်မလဲဆိုတော့ဆက်ပြီးတော့သုံးသက်ပေးသွားမှာလည်းဖြစ်ပါတယ်ဗျ
Trying to create something here. Oh, it's not a bad ball, and very nearly an early goal. And it really should have been as well for the vastly experienced Ashley Barnes. Well, Barnes netted the opener after just 11 minutes here against Millwall in round 3. It could have been inside 2.5 minutes here. Beautifully worked. And that should have at least been on target. Florentino. Laurent. Chauner. Space opening up, and Laurent coming in. Oh, that's beautiful. And that's 1-0 Burnley. That was pure class there from Laurent. A central midfielder by trade, playing in defence today. With such composure when he received it here. He sent 2 players away for a meat of potato pie. He checked inside, and after that everyone knew what was coming. Wonderful composure. And 1-0 Burnley. How about that for a ball? From Larsson's in, it could be 2, it won't be for him. And very well cleared away by the recovering Noyle. Well, that could easily have been 2-0 and maybe game over. Comfortably onside, had the pace to get away there from Akins. Noyle did ever so well to clear up behind. Ward-Prowse stepping in, feeding Barnes. That's the ball. And it's Laurent, and Chauner takes over. Comical finish. He scored here against Millwall in round 3. It didn't look very assured there at all. Chauner there, way off the mark. Souvenir maybe for a travelling Mansfield fan, but certainly not a goal to make it 2-0. Barnes does well to get it back to Ward-Prowse. Oh, and a mistake, and Burnley have maybe given Mansfield the chance they were waiting for. They certainly did, but it couldn't be taken over by Oates. What a chance there it was for the Stags. And Oates maybe just with a bit too much time to think about what he was doing. Brun Larsen, Oshilaja. Here come the Stags again. McLaughlin, Lewis urged to shoot. Here they come. It's Noyle's ball in, and a towering header finds the net. Rhys Oates has done it this time. Louis Reed. Oh, it's glorious! One of the great FA Cup goals from Louis Reed. Edwards. Ward-Prowse from deep towards Fleming. Still there, Fleming! Okay, ပါမင်္ဂလာပါဘောလုံးချစ်သူများခင်ဗျာအခုဆိုရင်အာဆင်နယ်အသင်းစတုတ်တာစစ်မှာဘယ်လိုဖြတ်တန်းခဲ့တယ်ဆိုတာလည်းပြောပြပေးသွားပြီသူတို့နဲ့တွေ့မဲ့မန်ဖီတောင်းအနေနဲ့လည်းဘယ်လိုဖြတ်တန်းခဲ့တယ်ဆိုတာလည်းဒါအထိုက်အသင့်လေးအောင်ကျွန်တော်ပြောပြခဲ့ပြီးဖြစ်ပါတယ်အဲ့တော့ဒီနေ့ထိတ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်မှာဘာတွေဖြစ်လာမလဲဆိုတာလည်းစိတ်ဝင်စားစရာကောင်းပါတယ်အဲ့တော့ဒီလေးအနေနဲ့ဒီပွဲပေါ်မှာဘယ်လိုပွဲချိုအနေနဲ့မြင်မိလဲပေါ့နော်ဟုတ်ဒီပွဲစဉ်ကိုပြောရမယ်ဆိုလို့ရှိရင်ဒါနှစ်သင်းလုံးကတော့ပြီးခဲ့တဲ့2024နဲ့15ရာသီတော့ဒါတတိယအဆင့်မှာနေတာ FA ဗလာဟိုလက်ပြခဲ့တာပေါ့နော်ဒါပေမဲ့ဒီရာသီမှာသူတို့ရဲ့ပုံစံအတိုင်းပဲနှစ်ကြော်လုံးဒါကျွတ်ဖက်ပြီးတော့မှ Christmas ဆင်ရောက်လာတာဖြစ်ပါတယ်အဲဒီပွဲစဉ်မှာတော့ဒါအာဆင်နယ်အသင်းကလည်းဒီဝီကန်အသင်းကိုဒါ၄ဂိုးပြည့်တဲ့အနိုင်ယူလာလိုမျိုးမဖီတောင်းလည်း Premier League ကလပ်အသင်းဖြစ်တဲ့ဘန်လီကိုအဝေးမှာဒါ2ဂိုး1ဂိုးနဲ့ကျွတ်ဖက်ပြီးတော့မှဒီဆင်ရောက်လာတာပေါ့နော်အဲဒီပွဲစဉ်မှာလည်းသူတို့ရဲ့ဒါစူးစမ်းအထောက်မှုနဲ့နိုင်လိုစိတ်ကိုမြင်တွေ့ရပြီးတော့ဒီဟိုအာဆင်နယ်ပွဲစဉ်မှာဘယ်လောက်ထိအဲ့လိုမျိုးခြေစွမ်းနဲ့တုံ့ပြန်မလဲဆိုတော့ချက်ကြည့်ရမှာပေါ့နော်ဟုတ်ကဲ့ပါအခုတခါတွေ့မှာလဲအာဆင်နယ်အသင်းရဲ့အိမ်ကွန်းဆိုတော့လွယ်တော့မလွယ်ဘူးနော်ဒါပေမဲ့ဒါကျွန်တော်တို့ဒီ Premier League ပွဲစဉ်တွေနဲ့မတူတဲ့ဒီ FA Cup တို့ Carabao Cup တွေမှာပါလဲဆိုတော့အသင်းငယ်တွေရဲ့ရုန်းကန်မှုအများကြီးမြင်တွေ့ရလေရှိတယ်မထင်မဲ့တဲ့ရလက်တွေကိုသူတို့ကစွမ်းဆောင်ပြတယ်ပေါ့နော်အသင်းကြီးတွေဒီ Premier League မှာရှင်ပြိုင်ကစားနေတဲ့အသင်းကြီးတွေရဲ့
weapon နေမှုတွေကိုအကောင်းဆုံးအခွင့်အရေးသုံးချတယ်ကစားသမားမစုံလင်မှုတွေကိုဒီအသင်းငယ်တွေကကောင်းကြည့်ပြီးတော့သူတို့ APRP ကစားလေးရှိရကြောင်းလဲဒါမှ free down နေတဲ့ Arsenal အသင်းရဲ့ပွဲစဉ်မှာတစ်ခုခုလုပ်ပြနိုင်မယ်လို့လဲစိတ်ထဲမှာတော့ယုံကြည်နေခြင်းနဲ့ပေါ့နော်ဒါပေမဲ့တစ်ဖက်ကရှိရလဲ Arsenal ဆိုတာဒီနေ့မှာ Champion ပေးလမ်းကြောင်းတွေပေါ်မှာရှိနေတဲ့ပုံမှာ Arsenal အသင်းလက်ရှိဖြတ်သန်းနေတဲ့ပုံမှာလည်းညီလေးတွေနဲ့ဘယ်လိုမြင်မိသေးလဲArsenal ရောလက်ရှိနောက်ဆုံးပွဲစဉ်တွေမှာဒါ payment တွေဖြတ်သန်းခဲ့တယ်ပေါ့နော် Premier League မှာဆိုလို့ရှိရင်ဒါ Tottenham Hotspur အသင်းလို့အသင်းမျိုးတွေ Chelsea လို့အသင်းမျိုးနဲ့ဒါ London Derby ရှင်းနေခဲ့ပေမဲ့အဲ့ပွဲစဉ်တွေတိုင်းဟိုဒါကိုပြည့်အခြေပြည့်နဲ့အနိုင်ယူခဲ့တယ်ပေါ့နော်အဲ့နောက်ပိုင်းမှာလည်းဒါအမြဲတမ်းဒီပွဲကတော့ဆက်လက်ပြီးဖြတ်သန်းနေမှာဖြစ်ပြီးတော့ဒါသူ့ရဲ့ခြေစွမ်းရတော့ဒီ Premier League လုံးလမ်းပေါ်ပဲဆက်လက်ရှိနေတာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ပါတယ် Arsenal အသင်းနေရတဲ့လက်ရှိအချိန်မှာလည်း Premier League မှာMan City နဲ့အပြိုင်ဖြစ်နေတယ်သူတို့ရဲ့ရိုက်သွားတဲ့ခြေစွမ်းတွေကိုတစ်ခါပြန်ပြီးတော့ပြင်ဆင်မှုတွေနဲ့ပြန်လာပြီးနောက်တစ်ခုစိတ်ဝင်စားစရာကောင်းတာ Arsenal ရဲ့ FA Fla မှာကန်ကောင်းလေးရှိပြီးတော့ခြေစွမ်းကောင်းပြီးတော့သူကဒါအစင်လာကောင်းတွေနဲ့ Fla အများကြီးကိုပိုင်ဆိုင်ထားတဲ့အသင်းဖြစ်တော့အားသာချက်အနေနဲ့ Arsenal အသင်းပေါ်မှာအများကြီးရှိနေပါတယ်ကဲအဲ့တော့ပွဲရလက်ခံမှန်းချက်လေးစကြပါတယ်ဒီပွဲပေါ်မှာဘယ်လိုသုံးသပ်ပြီးတော့ရလက်ပေးခြင်းလဲပွဲရလက်ရဆိုရင်တော့ဒါ Murphy Town ရဲ့နောက်ဆုံးလက်ရှိခြေစွမ်းနေရလဲဒါနောက်ဆုံးသုံးပွဲမှာလောကနိုင်ပွဲမရထားဘူးပေါ့နော်နောက်ပြီးတော့ဒါသူနှစ်သင်းရဲ့ဒုတိယအကြိမ်မှာတွေ့ဆုံနေတာတမိုင်းအနေထားမှာပွဲစဉ်ဖြစ်တယ်အဲ့ဒီပွဲစဉ်ဒါပထမပွဲစဉ်တော့ဒါတော်တော်ဝေးနေပေါ့နော်1929တော့ဒါ200လောက်ရှိနေတာမှာအဲ့ဒီပွဲစဉ်တော့အာဆင်နယ်တင်ရနှစ်ခုမရှိနိုင်ခဲ့တယ်ဒါပေမဲ့လက်ရှိ modern ဘောလုံးလောကမှာကျတော့ဒါအာဆင်နယ်နဲ့ဒါ Murphy Town တို့ရဲ့ဒါခြေစွမ်းတော့လုံးဝဟိုဒါကန်နေနဲ့တော်တော်ကွာဟာတယ်အဲ့ဒီထားရတော့ဒါအာဆင်နယ်တင်းနဲ့သူတို့အိမ်ဝင်းမှာပဲဒါဝီကောင်နိုင်ငံလိုမျိုးပဲကိုပြက်ခြေပြက်နေပဲဒါအသားအရအနာယူသွားမယ်လို့ကျွန်တော်ထင်မိပါတယ်ခင်ဗျာဟုတ်ပါတယ်ဒီနေရာမှာတော့ဒီညီလေးနဲ့ကျွန်တော်လည်းမြင်ချင်းတူပါတယ်အာဆင်နယ်အသင်းလက်ရှိသွားနေတဲ့ရီမန်းချက်တွေပြေဝဖို့အတွက် Murphy Town ကိုဒါအနိုင်ရရှိဖို့ကြိုးစားတော့မှာပါအနိုင်တေချာမှုကလည်းများတော့များနေပါတယ်ဒါပေမဲ့ပြည်သက်တွေမျှော်လင့်နေသလိုပဲဂိုးပြတ်နိုင်မလားဆိုတာကတော့သူတို့ကစားသမားစုဖွဲ့မှုနဲ့ဒီပွဲမှာ line နဲ့ဘယ်လိုထွက်လာမယ်ကိုတော့ဦးတည်နေပါတယ်ဗျအဲ့တော့အာဆင်နယ်အသင်း Murphy Town ကိုဂိုးပြတ်နိုင်သွားမလားဆိုတာကတော့ပြည်သက်များနဲ့အတူတူစောင့်ကြည့်ပြီးတော့ရင်ခုန်ကြပါတယ်ဟုတ်ကဲ့ပါဘောလုံးချစ်သူများခင်ဗျာအခုဆိုရင်တော့ FA Cup 2025-2026ပွဲရလက်နဲ့ပွဲချုပ်3သက်ချက်အစီအစဉ်နဲ့အတူ Arsenal အသင်းနဲ့ Murphy Town တွေ့ဆုံသွားမယ်ပွဲစဉ်ကိုလည်း MTV နဲ့ Skynet application တို့ကလည်း direct live ကြည့်ရှုနိုင်ပါလေဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်တို့ဒီ season မှာ sport wear ကိုအဓိကဆင်မြန်းပေးရတဲ့ Entertainment Sport ကိုလည်းအထူးပင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဒီ season ကိုစောင့်ကြည့်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အားသာအစီအစဉ်များနဲ့အတူကျွန်တော်တို့တွေပြန်လာခဲ့ပါမယ်ဗျာ